အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဒီဗီဒီယိုလေးမှာရေတောင်နီးအမှန်ပေါ့နော်ဘာလဲဆိုတာကိုပြောပြချင်ပါတယ်အဲ့တော့ရေတောင်နီးအမှန်ကဘာလဲဘလို့ရေတောက်သုံးတင်တယ်လဲပေါ့နော်တည့်ရဲ့တနေ့တာမှာရေတောင်နီးအမှန်လေးကိုတီးဖို့အရာအတွက်ဒီဗီဒီယိုလေးနဲ့ပြောပြလိုက်ခြင်းပဲဖြစ်ပါတယ်အဲ့တော့ရေတောင်နီးအမှန်ကိုသိချင်တယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားပြီးပါနော်အဲ့တော့ကြတော့မနဲ့အိယာထထချင်းပေါ့နော်မနဲ့အိယာထားကိုလိုးလာတယ်ဆိုလို့ရှိရင်ဖန်ခွက်နည်းနည်းကြီးတဲ့ဟာနဲ့ပေါ့နော်ရေတစ်ခွက်ပေါ့နော်အဝါတောက်မယ်တကြိုက်သေးတောက်နိုင်ရင်ပို့ပြီးတော့ကောင်းမယ်ပေါ့နော်အဲ့လိုတောက်လိုက်ခြင်းအပြင်ဒီခန္ဓာကိုယ်ထဲမှာရှိတဲ့အစိတ်တောက်တွေကရေနဲ့အတူပါသွားမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီတညာလုံးအိတ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရေတက်ခန်းချောက်နေတယ်ခန်းချောက်သွားတဲ့ရေတက်ကိုလည်းပြန်ပြီးတော့ဖြည့်တင်းပေးရရောက်တယ်ပေါ့နော်ဝမ်းချုပ်တက်တဲ့လူတွေဆိုလို့ရှိရင်လည်းဝမ်းမှန်စေတယ်ပေါ့နော်အဲ့ဒီအာနိသင်လေးကိုရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကြတော့မနဲ့အရာထားပြီးတော့ရေတစ်ခွက်တောက်ပြီးပြီပေါ့နော်တောက်ပြီးလို့ရှိရင်နေခင်းပေါ့နော်ထမင်းစားချိန်ရောက်ပြီးညနေထမင်းစားတော့မယ်ဆိုလို့ရှိရင်လည်းမစားခင်ပေါ့နော်မစားခင်ရေတစ်ခွက်တောက်မယ်အဝါကြီးတောက်စရာမလိုဘူးပေါ့နော်ရင်ငယ်ပြီးရဲ့ဆိုရုံလေးတောက်ရင်ပဲရတယ်ပေါ့နော်အဲ့လိုရေတောက်ပေးခြင်းအပြင်အစာချီတွေကိုပို့ပြီးတော့အားကောင်းစေတယ်ရေတောက်ထားတဲ့အတွက်ကြောင့်မလို့လေအစာကိုအရင်ကြီးမစားခြင်းဘူးပေါ့နော်ထမင်းစားလို့စိတ်ကိုရှော့ချပေးတဲ့အာနိသင်ကိုရတယ်ပေါ့နော်အဲ့တော့ကြတော့အစာမစားခင်ရေတောက်ပေးခြင်းဟာအဲ့ဒီအကျိုးအာနိသင်တွေကိုရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ထမင်းစားပြီးတော့9မိနစ်ကနေ10မိနစ်အတွင်းပေါ့ထမင်းစားနေစဉ်အတော်အတွင်းပဲဖြစ်ပေါ့နော်ထမင်းစားပြီးတော့9မိနစ်10မိနစ်အတွင်းမှာဆိုလို့ရှိရင်ကိုချက်တဲ့ထမင်းဟင်းထဲမှာပေါ့နော်ဟင်းရီပါတယ်ဆိုလို့ရှိရင်ဟင်းရီတောက်မယ်ဟင်းရီမပါဘူးဆိုလို့ရှိရင်လက်ဖက်ချောက်ခတ်ထားတဲ့ရီနွေးချမ်းပေါ့နော်ရီနွေးချမ်းတောက်ပြီးလို့ရတယ်ထမင်းစားပြီးနိုင်ဝက်အတွင်းပေါ့နော်ဆိုလို့နိုင်ထမင်းစားပြီးတော့ခုနရင်လေးချမ်းတောက်တာပါညာပြီးသွားပြီဆိုရင်နိုင်ဝက်အတွင်းမှာရေလုံးဝမတောက်ဖဲနဲ့နိုင်ဝက်ကြော်သွားမှသာရေတောက်တဲ့တယ်ပေါ့နော်စီချတဲ့လူဝိတ်ချနေတဲ့သူဆိုလို့ရှိရင်เนาะအရေတစ်မျိုးမျိုးပေါ့เนาะဥမာအဖြစ်တခွားသီးနဲ့တံမြာသီးနဲ့စိန်ထားတဲ့ရေပေါ့နော်အဲ့ဒါကိုကိုရေစာတိုင်းရေငတ်တိုင်းတောက်ပေးရမယ်ပေါ့เนาะအဲ့လိုရေတောက်ပေးတဲ့အပြင်ကိုတနေ့တာသွားတဲ့စီးပေါ့နော်စီးရဲ့အရာကိုလည်းကြည့်ပေးရမယ်စီးအရာဟာဝါနေလားနီနေလားအရာရင့်နေလားပေါ့နော်အဲ့ဒါလေးကိုကြည့်ပေးမယ်စီးအရာကဝါနေတဲ့နီတွေနည်းနည်းအရာရင့်နေတယ်ဆိုလို့ရှိရင်ရေတောက်နဲတယ်ဆိုတဲ့လက္ခဏာကိုပြရတယ်ပေါ့နော်အဲ့တော့ကြတော့ကိုကရေထပ်ပြီးတော့များများလေးတောက်ပေးရမယ်ဆိုတာသတိချက်စေခြင်းတယ်ပေါ့နော်အဲ့တော့ကြတော့ဒီဗီဒီယိုလေးကနေတစ်စင်းတနေ့တာရေတောက်လေးအမှန်လေးကိုသိသွားရဲဆိုရင်ဒီဗီဒီယိုလေးကို like and share ပြီးလုပ်ပေးပါလို့ပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်